ဖျားရှင်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီနေ့မထိုက်မတန်တော်လဲဖျားရှင်ကျေးဇူးသက်သက်ကြောင့်တဖန် USA ကိုပြန်ရောက်ရတယ်အထူးသဖြင့်ဖျားရှင်သုံးပြုလက်ရှိသောကျွန်တော်ဒီမှာရောက်တဲ့အခါမှာခဏတာဆုံရခြင်းဖြစ်တော်လဲစိတ်ထဲမှာတကယ်ပဲခင်မင်းရင်းနှီးသွားတယ်ဆရာပွေးရဇနီးတဲ့တင်းတော်မှာတာဝန်ယူဥဆောင်လှုပ်ဆောင်နေသူရောက်စီတိုင်းပေါ့လေအထူးသဖြင့်ကျွန်တော်တို့ဒီကိုခေါ်ဖိတ်တဲ့နေရာမှာတာဝန်ရှိသောသူရောက်စီတိုင်းဆုံးဖြတ်ချက်ချတဲ့သူရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ဘုရားရှင်မပို့ရင်လည်းရောက်မှာမဟုတ်ဘူးသူ့အချိန်နဲ့သူဘုရားသခင်လှုပ်တော့ဒီနေ့ဘုရားရှင်ပို့ဆောင်ခြင်းအတွက်ကျေးဇူးတင်တယ်လို့ဒီရောက်တဲ့အခါမှာလည်းပုံမှန်တော့ကျွန်တော်အများတန်းတယောက်သေးပဲသွားလာလှုပ်ရှားပင်မဲ့နေငယ်အကြောင်းမျိုးမျိုးကြောင့်ဘုရားရှင်ကကျွန်တော်ရဲ့ညီဖြစ်သူကိုဇော်လည်းစီစဉ်ပေးတယ်ကျွန်တော်လည်းတူသွားလာဖို့အတွက်အဲ့အတွက်လည်းဘုရားသခင်ကျေးဇူးတင်တယ်လို့ကိုဇော်လည်းကျေးဇူးတင်တယ်ဆက်လက်ပြီးတော့ဒီနေ့ရောက်ရှိလာတဲ့အခါမှာသူပြင်ကျွန်တော်ဇနီးတယ်သူ့ရဲ့မိခင်မကြသေးခင်ကပဲဆုံးသွားတယ်ဆုံးတဲ့အခါမှာလေပြန်ကွင်းကိုနှစ်ယောက်စလုံးအတူဆင်းတယ်ဆင်းပြီးတော့လေပြန်ကွင်းကနေပဲသူကတော့နိုင်ငံတစ်ခုသွားတယ်ကျွန်တော်ကဒီကိုရောက်လာတယ်ဆိုတော့သူတို့ဒီနေ့မပါလာနိုင်ဘူးတော်တော်လည်းရှိတဲ့နေရာမှာဘုရားသခင်ကအသုံးပြုလက်ရှိပြီးတော့တချို့လဲဆရာပွေးရအပါဝင်ဆုတောင်းပေးကြတယ်ဒီအတွက်လဲဆိုဒီအတွက်ကျေးဇူးတင်ကြောင်းပြောလိုပါတယ်လို့တစ်ချက်လောက်နှုတ်ကပတ်တော်ကိုကြည့်ရအောင်ရှင်ဝါခရစ်ဝင်ခန်းကြီး8အငယ်31 32ကိုဖတ်လို့ရတယ်ရှင်ဝါခရစ်ဝင်ခန်းကြီး8အငယ်31 32ထိုအခါယေရှုကသင်တို့သည်ငါဤဒေသနာ၌တည်လျင်ငါတပည့်အမှန်ဖြစ်ကြ၏တမန်တရားကိုလည်းသိကြသဖြင့်ထိုတရားသည်သင်တို့ကိုလွတ်လိမ့်မည်ဟုယုံကြည်သောလူတို့အားမိန့်တော်မူ၏တစ်ခေါက်ပြန်ဖတ်လို့ပါတယ်ထိုအခါယေရှုကသင်တို့သည်ငါဤဒေသနာ၌တည်လျင်ငါတပည့်အမှန်ဖြစ်ကြ၏တမန်တရားကိုလည်းသိကြသဖြင့်ထိုတရားသည်သင်တို့ကိုလွတ်လိမ့်မည်ဟုယုံကြည်သောယူဒလူတို့အားမိန့်တော်မူ၏အဲ့တော့အင်္ဂလိပ်လိုကဘယ်လိုပြောလဲဆိုလို့ရှိရင်အင်္ဂလိပ်လိုကနော် Then Jesus said to the Jews who had believed in him if you continue in my word you truly are my disciples and you will know the truth and the truth will make you free အဲ့ဒီမှာအင်တာမအရေးကြီးတဲ့စကားလုံးတစ်လုံးကကျွန်တော်အတွက်ပေါ့လေအင်တာမအရေးကြီးတဲ့စကားလုံးက if ဆိုတဲ့စကားလုံးဖြစ်တယ်သင်တို့သည်ငါဤဒေသနာ၌တည်လျင်အင်္ဂလိပ်လိုကတော့ if you continue in my wordဆိုတော့ဘလို့နားလေရလဲဆိုလို့ရှိရင်တမန်တရား၌ဆက်ပြီးတော့တည်နေရင်ဆိုပြီးတော့မှဆိုတော့ဒီမှာလွတ်ချင်းခွင့်မရခြင်းတဲ့လူပဲနှစ်ယောက်ရှိတယ်လဲဆိုတော့လွတ်ချင်းခွင့်ရဲ့အစကိုတော့ဆက်ပြီးဖတ်ကြည့်လို့ရှိရင်ကျွန်တော်တွေ့ရတယ်နော်ဘာလို့လဲဆိုတော့ယူဒလူတွေကပြောတယ်ကျွန်တော်တို့ကအာဗြဟံအမျိုးပဲဒီခါမှာယေရှုခရစ်တော်ဘုရားကအပြစ်ကနေနော်မလွတ်တဲ့လူကအပြစ်ရဲ့ကျွန်ဖြစ်တယ်လို့ပြောတယ်ဆိုတော့ပထမဦးဆုံးကြီးအရေးကြီးတဲ့အချက်ကပထမလည်းဖြစ်တယ်ဒုတိယလည်းဖြစ်တယ်ဆက်ပြီးတော့ဖြစ်နေအောင်မဲ့အရေးကြီးတဲ့လွတ်ဖို့အခွင့်ရဖို့နော်အရေးကြီးတဲ့အခြေအနှောင်ကြီးတစ်ခုကပါလဲဆိုရင်အပြစ်ဖြစ်တယ်ဘာလို့လဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့ ਨੇ မိဿဟာဖွဲ့လို့တယ်ဒါပေမဲ့ဘုရားသခင်မိဿဟာဖွဲ့ဖို့အရေးမှာဘုရားသခင်နဲ့ကျွန်တော်တို့မိဿဟာဖွဲ့လို့တယ်ကျွန်တော်တို့ဘုရားသခင်နဲ့မိဿဟာဖွဲ့ဖို့အရေးမှာအဟန့်တာဖြစ်စေတဲ့အရာကျွန်တော်သိသလောက်တစ်ခုပဲရှိတယ်အဲ့ဒါဘာလဲဆိုရင်အပြစ်ဖြစ်တယ်နည်းနည်းလေးဖြစ်ဖြစ်အများကြီးဖြစ်ဖြစ်ဘာလို့ဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံရဘုရားရှင်သွန်သင်မှုရအပြစ်ကိုဆွဲဆောင်တယ်အပြစ်ကိုခေါ်ဖိတ်တယ် sin invites more sin အပြစ်ကသာ၍ကြီးသောအမျိုးမျိုးသောအပြစ်များကိုခေါ်ဖိတ်တယ်အဲ့ဒါကဒီလောက်ပြဿနာမဟုတ်ဘူးပြဿနာပါလဲဆိုလို့ရှိရင်အဲ့ဒီအပြစ်ဆိုတာအသက်တာမှာရှိလို့ရှိရင်အဲ့ဒီအပြစ်ကစာတန်ကို
အသက်တာထဲမှာကြိုက်တယ်လို့ဝင်ဖို့ထွက်ဖို့ license ပေးထားတယ်လို့ဖြစ်သွားတယ်အာမင်အဲ့တော့အသက်တာမှာဒီလိုတော့မဖြစ်ချင်ဘူးအိမ်တော်မှာဒီလိုတော့မဖြစ်ချင်ဘူးမိသားစုထဲမှာဒီလိုတော့မဖြစ်ချင်ဘူးဘာလို့လဲဆိုတော့အဲ့လိုဖြစ်နေတဲ့အခါမှာအသက်တာရဲ့ကဏ္ဍတစ်ခုကိုစာတန်ကထိန်းချုပ်ပြီးတော့အဲ့ဒီကနေအင်္ဂလိပ်လိုဆိုရင် jurisdiction လို့ခေါ်တယ်သူ့ရဲ့ colony သူ့ရဲ့နားလည်အောင်ပြောလို့ရှိရင်သူအုပ်ချုပ်တဲ့နေရာကလေးတစ်ခုစပြီးတော့နော်တေးသေးလေးဆိုလို့ရှိရင်ဟလာခြေလမ်းစလှမ်းမယ်နည်းနည်းလေးအချိန်ရလာလို့ရှိရင်ခုံတစ်လုံးထားမယ်ပြီးလို့ရှိရင်စပွဲထားမယ်ပြီးလို့ရှိရင်စပြီးတော့ကွန်ပျူတာတင်မယ်စာတန်းဒီလိုလုပ်မှာပဲအဲ့တော့အဲ့ဒါကိုဖြစ်နိုင်လို့ရှိရင်အမြန်ဆုံးနော်ဖြည့်ရှင်းလိုက်ဖို့လိုတယ် deal လုပ်ဖို့လိုတယ်ဖယ်ထုတ်လိုက်ဖို့လိုတယ် hallelujah ဘာလို့ဆိုအဲ့ဒီအရာရှိနေရင်ဘုရားသခင်နဲ့ကျွန်တော်တို့လွတ်လွတ်လပ်လပ်ရှင်းရှင်းလင်းလင်းလွတ်ချင်းခွင့်လို့ဆိုကြပါစို့ breakthrough နော်လွတ်လပ်စွာဘုရားသခင်နဲ့မိသားဖွဲ့ဖို့မဖြစ်နိုင်ဘူးဘုရားသခင်ရဲ့အသံကိုရှင်းလင်းစွာကြားဖို့မဖြစ်နိုင်ဘူးဘုရားသခင်အလိုတော်ကိုတိကျစွာသိဖို့မဖြစ်နိုင်တော့ဘူးဘာလို့ဆိုကြားထဲမှာအမြဲတမ်းတစ်ခုခုခံနေတယ်ဒါကျွန်တော်တက်တာမှာတော့အင်မတန်မှအရေးကြီးတယ်ဘုရားရှင်နဲ့မှန်ဖို့သင်ဥစ္စာမို့လို့ဘုရားရှင်နဲ့မှန်ဖို့အရေးမှာကျွန်တော်တို့အေးအေးဆေးဆေးဖြစ်သွားပြီဆိုတာလုံးဝမရှိဘူးအာမင်အမြဲတမ်းတတိနဲ့ကျွန်တော်တို့သွားနေရတယ်ဘုရားသခင်အကုန်လုံးပေးပြီးသွားပြီငါတို့အေးဆေးဆေးပဲနှက်နေဖို့လို့မရအောင်ကျွန်တော်အတွက်တော့မမှန်ဘူးအဲ့ဒါနေ့စဉ်ဘုရားရှင်နဲ့အတူသွားနေရတယ်ဒါကြောင့်ခုနပြောတဲ့စကားလုံးကိုသင်တို့သည်ငါဤဒေသနာ၌တည်လျင်ဒီဘေးမှာရှိတဲ့လူကိုပြောပါသင်တို့သည်ငါဤဒေသနာ၌တည်လျင်အင်္ဂလိပ်လိုက if you continue in my word အတိတ်ပဲပါလဲဆိုရင်သင်တို့ဒီငါ၏ဒေသနာ၌မတည်လျင်သင်တို့ဒီငါတပြီမဟုတ်ဖဲသင်တို့ဒီလွတ်ချင်းခွင့်ကိုမရတော့ဘူးဆိုတဲ့အတိတ်ပဲရတယ်အာမင် if you don't continue in my word you are no longer my disciple therefore you will not be set free အတိတ်ပဲတလို့ရတယ် okay so ဒီဘက်မဖြစ်မယ်ဒါမှမဟုတ်ဒီဘက်ဖြစ်မယ်ဆက်ပြီးတည်နေလို့ရှိရင်တည်ပြီးသွားပြီမဟုတ်ဘူးနော်မမင်းနဲ့တည်ပြီးသွားပြီမဟုတ်ဘူး it's a doing ဆက်ပြီးတော့တည်နေဖို့ဒါပဲဘုရားရှင်နှုတ်ကပတ်တော်၌နှုတ်ကပတ်တော်ဆိုတဲ့စကားလုံးကအဲ့ဒီနေရာမှာ logos logo ဆိုတဲ့စကားလုံးကရှင်ဝခရစ်ဝင်ခုနဖတ်တော့ရှင်ဝခရစ်ဝင်ခန်းကြီး8နော်ရှင်ဝခရစ်ဝင်ခန်းကြီး1မှာအစာဦး၌နှုတ်ကပတ်တော်ရှိတယ်နှုတ်ကပတ်တော်သည်ဘုရားသခင်နဲ့တူရှိတယ်နှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တယ်တဲ့နောက်ပိုင်းမှာကြီးတဲ့အခါမှာနှုတ်ကပတ်တော်ကဘာလို့ပြောရလဲယေရှုခရစ်တော်ကိုပြောခြင်းဖြစ်တယ်ခုနဖတ်သွားတဲ့ရှင်ခရစ်ဝင်ခန်းကြီး8အောက်ပိုင်းမှာ31ကနေဆက်ဖတ်လို့ရှိရင်လေယေရှုခရစ်တော်ဘာပြောလဲသားတော်သည်လွတ်လို့ရှိရင်ဘာဖြစ်လဲလွတ်မယ်ဆိုချင်တာကနှုတ်ကပတ်တော်၌တည်တယ်ဆိုတာယေရှုခရစ်တော်နဲ့တည်နေတာကိုပြောတာဆက်ပြီးတော့မိသားဖွဲ့နေတာပြောတာဒါပေမဲ့ယေရှုခရစ်တော်နဲ့ဆက်ပြီးမိသားဖွဲ့ခြင်းရဲ့အကျိုးကိုရမည်အကြောင်းအကျိုးကိုရမည်ကြောင်းဂျာခံဖြစ်မဲ့အရာမှန်သမျှကိုထိုနှုတ်ကပတ်တော်အလင်းအားဖြင့်မြင်လျက်သိလျက်ဖယ်ရှားဖို့တော့ကျွန်တော်တာဝန်ရှိတယ်အနည်းဆုံးဖယ်ရှားခြင်းနဲ့စိတ်တော်ရှိရမယ်အဲ့ဒီခါမှာဘုရားရှင်စပြီးတော့လှုပ်လှုပ်နိုင်မှာဖြစ်တယ်အာမင် praise the lord ကျွန်တော်အိမ်မှာကျွန်တော်နေတဲ့အိမ်ကနေနက်နက်လေးဆင်းလိုက်လို့ရှိရင်ရေကန်ရှိတယ်ရေကန်တောအုပ်လေးနဲ့ရေကန်ရှိတယ်ဆိုတော့အိမ်ကနေစပြီးတော့မှကျွန်တော်လမ်းလျှောက်တယ်ရေကန်တပတ်လမ်းလျှောက်တယ်ပုံမှန်ပေါ့လေလျှောက်ပြီးတော့ပြန်ရောက်လို့ရှိရင်45မိနစ်ကြာတယ်အဲ့တော့အဲ့လိုလှုပ်ဆောင်ခြင်းရဲ့အကျိုးနှစ်ခုရှိတယ်အနည်းဆုံးနံပါတ်1ကာယအကျိုးနော်ပုံမှန်လမ်းလျှောက်တဲ့အခါမှာကာယအတွက်အကျိုးရှိတယ်ဒီအရွယ်ကျတော့လည်းပြေးလို့လည်းမကောင်းတော့ဘူးပြေးရင်ခြေထောက်နာတာတို့ဒူးနာတာတို့ဖြစ်နိုင်တယ်ဆိုတော့လမ်းလျှောက်တာအကောင်းဆုံးပဲဆိုတော့45မိနစ်တစ်နေ့ကိုလျှောက်တဲ့အခါမှာဘာဖြစ်လဲကာယနဲ့ပတ်သက်တဲ့နော် stamina ရှိတယ်ရှင်လန်းမှုရှိတယ်မတူဘူးလမ်းလျှောက်တဲ့နေ့နဲ့မလျှောက်တဲ့နေ့နဲ့ okay ဒါတိတဲ့ပို့ပြီးတော့မှအဲ့ဒီ45မိနစ်ကိုကျွန်တော်ဆုတောင်းတယ်ဘုရားသခင်ရဲ့စကားပြောတယ်စကားပြောခြင်းကြောင့်ဘုရားသခင်နဲ့ပို့ရင်းနှီးရခြင်းခွင့်ဘုရားရှင်ရဲ့အတန်ကိုကြားရတဲ့အခွင့်ဘုရားရှင်ရဲ့အလိုတော်ကိုပို့ရသိရတဲ့အခွင့်ကိုလည်းရတယ်အာမင်အဲ့တော့ကျွန်တော်အနေနဲ့အဲ့ဒီအကျင့်ကိုတီဆောက်နေတဲ့၍ထိုနှစ်ဖြာသောအကျိုးကိုကျွန်တော်ရမနေဘူးလားဒါပေမဲ့အဲ့ဒါကိုကျွန်တော်မလုပ်ဘူးဆိုရင်လူပိန်းနားလည်အောင်ပြောလို့ရှိရင်ကျွန်တော်နားလည်အောင်ပြောလို့ရှိရင်အဲ့ဒီအကျိုးကိုမရဘူးပေါ့ဒါပဲပေါ့ရှင်းရှင်းလေးပဲ
အဲ့တော့တမန်တရားလည်းရှင်းရှင်းလေးပဲ if you continue in my word ဆက်ပြီးတော့လုပ်မယ်ဆိုရင်အဲ့တော့ဆက်ပြီးလုပ်မယ်ဆိုတဲ့စကားလုံးမှာအဓိပ္ပာယ်ရှိတယ်နဲ့နေတဲ့ခက်ခဲတဲ့အဓိပ္ပာယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်နော်အင်္ဂလိပ်လိုပြောမယ်ဆိုရင် commitment ဆိုတဲ့စကားလုံး commitment ဆိုတာကနော်ဆုံးဖြတ်ချက်နဲ့နော်အဲ့ဒီဆုံးဖြတ်ချက်အပေါ်မှာလဲသစ္စာရှိပြီးတော့ဆက်သွားတဲ့သဘောကျွန်တော်ပြောပြမယ်ယုံကြည်သူအသက်တာမှာဘုရားသခင်တွေ့ကျင်တဲ့အင်မတန်မှအရေးကြီးတဲ့အရာတစ်ခုကပါလဲတဲ့လားသစ္စာရှိခြင်းဖြစ်တယ်ကိုပြန်မေးကြည့်ပါကိုဟာနော်မိမိဟာတစ်ကနေ30ထိပေါ့နော်တစ်ကနေ30ထိသစ္စာရှိတယ်ဆိုလို့ရှိရင်30နော်သစ္စာရှိတဲ့ထဲမှာနော်နည်းနည်းလေးညော့တယ်ဆိုလို့ရှိရင်ရှေ့ခွန်6 5စသဖြင့်အမှတ်ဘယ်လောက်ပေးမလဲလို့စိတ်ထဲကနေမျက်စိမြင်အောင်ကြည့်အောင်ကိုယ်နဲ့ကိုโอเคဒီနေ့ဘုရားသခင်ကသစ္စာတော်ရှင်ဖြစ်တယ် hallelujah praise the lord ဒီမှာရှိတဲ့ရွေးကောက်ခြင်းခံရတဲ့နော်ဒီမှာရှိတဲ့ယုံကြည်သူအယောက်စီတိုင်းကိုသစ္စာရှိသောသူများဖြစ်စေခြင်းတယ်ကျွန်တော်ပြောပြမယ်ဒီမှာရှိတဲ့သူရောက်စီတိုင်းယုံကြည်သူတွေကြီးပဲ you have faith that's why you are here this morning အားလုံးမှာယုံကြည်ခြင်းရှိတယ်ယုံကြည်ခြင်းကိုတိုးပွားခြင်းနဲ့ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့နှုတ်ကပတ်တော်တွေကိုလည်းကြားခြင်းနဲ့ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ကြားတဲ့နှုတ်ကပတ်တော်တိုင်းကျင့်ဆောင်မှုရဲ့အကျိုးကိုလည်းလူတိုင်းခံစားခြင်းတာပဲဟုတ်လားမဟုတ်ဘူးလားဒါပေမဲ့ကျွန်တော်ပြောပြမယ်ယုံကြည်ခြင်းရှိသောသူတိုင်းဟာသစ္စာရှိသောသူတိုင်းမဟုတ်ဘူးနော်ဒါပေမဲ့ဘုရားသခင်၌ကြတော့ယုံကြည်ခြင်းနဲ့သစ္စာရှိခြင်းနဲ့ဒင်္ဂါပြားရဲ့ခေါင်းနဲ့ပန်းလိုပဲခွဲလို့မရအောင် faithfulness and faith is like a head and a tail of a coin you can separate that အဲ့တော့သင်တို့ဒီငါဤဒေသနာ၌တည်လျင်တယ်အဲ့ဒီလိုသဘောမျိုးပဲဘာမှတွေ့ရလဲဆိုလို့ရှိရင်ရှင်ဝခရစ်ဝင်ခန်းကြီး20ငယ်31မှာကြည့်တဲ့အခါမှာနော်ယေရှုခရစ်တော်ကတမန်ကျမ်းစာမှတ်တမ်းတင်ထားတဲ့ယေရှုခရစ်တော်ပြုသောနမိတ်လက္ခဏာတွေအားလုံးကိုသာရေးမယ်ဆိုလို့ရှိရင်ဆမှာမဟုတ်ဘူးဒါပေမဲ့ဒါတွေကိုရေးရခြင်းကသင်တို့ဒီယုံကြည်မည်အကြောင်းနဲ့ဒါပေမဲ့နော်အင်္ဂလိပ် NIV စသဖြင့်ဒီ Study Bible မှာကြည့်မယ်ရှင်အောက်ခြေမှာဗာရေးထားလို့ဆိုရင်အချို့သောရှေးကျမ်းဟောင်းကျမ်းစာများ၌ဆက်လက်၍တည်တံ့စွာယုံကြည်မည်အကြောင်းလို့ရေးထားတယ် In other words so that you may continue to believe so ဒီနေ့တခြားဘာမှမရသွားခြင်းနေပါစေအဲ့ဒါတခုရစေခြင်းတယ်အဲ့ဒါပါလဲဆိုလို့ရှိရင်ဆက်ပြီးတော့သွားနေတဲ့သက်တာဆက်ပြီးသွားနေတဲ့သက်တာမှာဘာတွေပါလာလဲဆိုရင်သီးခံခြင်းဆိုတာပါလာစိတ်ရှည်ခြင်းဆိုတာပါလာများသောအားဖြင့်ကျွန်တော် Pentecostal charismatic လောကမှာကျင်လည်တာနှစ်20ကျော်တဲ့ခါမှာဘာတွေ့ရလဲဆိုအမြန်ရခြင်းတာ gift စုကျေးဇူးတွေနဲ့သွားခြင်းတယ်စုကျေးဇူးနဲ့ဆိုလို့ရှိရင်စုတောင်းအကူရမှာနဲ့ပြန်ရကိုရမယ်ဒီလိုနဲ့သွားတယ်အဲ့တော့တောင်ပန်တစ်ဖက်ထဲနဲ့ပြန်နဲ့ငှက်လို့ဖြစ်နေဘာလို့ဆိုတမန်ကျမ်းစာကိုကြည့်တဲ့အခါမှာတော့စုဂျေဇုကိုလည်းအားပေးသလိုအသီးကိုလည်းအားပေးတဲ့ဘုရားရှင်ဖြစ်တယ်ကျွန်တော်တို့တော့ဘုရားသခင်ကနော်ဘုရားသခင်ကရောက်တဲ့နေရာတိုင်းမှာအခုတော့မြန်မာပြည်သက်ပြောစေချင်တာ balance သက်တာမှာတမန်ကျမ်းစာကြည့်တဲ့အခါမှာတစ်ဖက်စွန်းမဟုတ်ဘူး balance ဆိုတာဟိုခြံစည်းရိုးပေါ်မှာအဲ့လိုဟိုဘက်လည်းမကြောက်ဒီဘက်လည်းမကြောက်သွားနေတဲ့တက်တာမျိုးပြောတာမဟုတ်ဘူး balance ဆိုတာကဟိုဘက်ကိုလည်းသိတယ်ဒီဘက်ကိုလည်းသိပြီးပိုင်နိုင်ငှက်တကောင်လိုပဲလေပြန်တစ်ခုလိုပဲပြန်တဲ့တက်တာမျိုး alright အဲ့တော့ဒီနေ့အဓိကအာယုံပြုစေချင်တာကဆက်ပြီးတော့မှသစ္စာရှိစွာသွားတဲ့အသက်တာကိုဘုရားသခင်ကတန်ဖိုးထားတယ်ဘာလို့ဆိုဘုရားသခင်ကသစ္စာရှိသောဘုရားသခင်ဖြစ်တယ်သစ္စာရှိဆိုတာသွားတဲ့သူရဲ့သက်တာမှာအိမ်တောင်မဲကြည့်လိုက်လေအိမ်တောင်မဲကြည့်လိုက်တစ်ချိန်လုံးตายရနေတာမှမဟုတ်တာတစ်ချိန်လုံးလှပနေတာမှမဟုတ်တာရုပ်ရည်တွေလည်းအမြဲတမ်းဒီလိုပဲဖြစ်နေတာမှမဟုတ်တာဒါပေမဲ့သစ္စာရှိတယ်မရှိဘူးဆိုတာအဲ့မှာသိတာတယ်အိမ်တောင်နဲ့ပတ်သက်လို့နောက်ပိုင်းကြတော့မှဘုရားရှင်လိုတော့ရှိရင်ကျွန်တော်ဆက်ပြီးတော့ပြောပြပါမယ်ဒါပေမဲ့အကျမ်းပြင်း
ခုနောက်ပိုင်းဆိုလို့ရှိရင်ထားပါတော့95ခုနှစ်လောက်ကကျွန်တော်ကျမ်းစာကျောင်းတက်တဲ့အခါမှာစစ်တမ်းများရ50ရာခိုင်နှုန်းသောအိမ်တောင်များ10နှစ်အတွင်းမှာကွဲတယ်ဘာလို့ဆိုတော့တယောက်နဲ့တယောက်သစ္စာမရှိနိုင်ဘူးဘာလို့ဆိုတော့ကိုမျောလင့်ချက်နဲ့ကိုလာတာလေဆိုတော့နှစ်ယောက်တကယ်စုံတဲ့အခါမှာတယောက်နဲ့တယောက်ခဏတာချစ်ပင်မဲ့4-5နှစ်ကြာလာတဲ့အခါမှာတော့သစ္စာမရှိနိုင်တော့တဲ့အခါမှာဒီလိုဖြစ်တယ်နောက်ပိုင်းမှာတော့အဲ့လောက်ကြီးအဲ့ဒီကနေထပ်မတက်ဘူးဘာမှမတက်လဲဆိုတော့အိမ်တော်ပြုတ်အောင်မှကြောက်လာတော့အိမ်တော်မပြုတ်တော့ဘူးအတူတူပဲနေကြတယ်ဒီခါမှာတော့အိမ်တော်ကွဲစရာမရှိဘူးပေါ့တဘောကတော့နော်ဒါပေမဲ့အခုထပ်ပြီးတော့မှဘာတစ်စင်ဖြစ်လာလဲဆိုလို့ရှိရင်အချို့နိုင်ငံတွေမှာစပြီးတော့မှအိမ်တော်ကို contract နဲ့ contract 3 နှစ် contract နော်အိမ်တော်ပြုတ်မယ်3နှစ်စမ်းကြည့်မယ်စာချုပ်ထဲမှာโอเค3နှစ်အတွင်းမှာတခုခုမကျင်တတ်ပါညာဆိုလို့ရှိရင်တရဝင်တာပါမဖြစ်ဘူး3နှစ်ပဲဆောင်ထားတာနော်3နှစ်ဖြစ်တယ်ဆိုရင်5နှစ်ထပ်တိုးမယ်နော်ဒါကဘာမှာတကယ်ဖြစ်နေတာ9နှစ်မဟုတ်ရင်နောက်9နှစ်လောက်ဆိုရင်10နှစ်ထပ်တိုးမယ်ပေါ့တဘောကနော်ဆိုတော့လောကမှာတော့လောကရဲ့ standard လောကရဲ့စံနဲ့လောကရဲ့ဆုံးဖြတ်ချက်ဖြည့်ရှင်းမှုတွေကတော့ဒီလိုဖြစ်တယ်ဒါပေမဲ့အသင်းတော်ကဘာအတွက်လောကမှာရှိနေတာလဲမမြင်ရတဲ့ဘုရားသခင်ကိုဘုရားကိုမသိတဲ့လူတွေနော်မြင်ရတဲ့ချစ်တော်ညီကိုမောင်နှမများနဲ့ကျွန်တော်တို့ဒီဟုသောအသင်းတော်အားဖြင့်တွေ့ရဖို့မဟုတ်လားဥပမာအဖြစ်ကျွန်တော်နိုင်ငံမှာအခု election လုပ်နေတယ်ချင်းနေကိုလိုကလန်နေဖြစ်နေတယ်ပြီးသွားလားမပြီးသွားလားမသိဘူးသတင်းမကြည့်မိဘူးဒါပေမဲ့အဲ့ဒီမတိုင်ခင်ကဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံရဲ့ဦးစီးကောင်းဆောင်အမျိုးသမီးဖြစ်တယ်ဒီအမျိုးသမီးကဘုရားကိုလက်မခံတဲ့သူဖြစ်တယ်မယုံကြည်တဲ့သူဖြစ်တယ်သူ့ရဲ့ရည်စားနဲ့အတူတူနေတယ်လက်မထပ်ထားဘူးလူကောင်းမှာလူစိုးမဟုတ်ပါဘူးသူ့အတိုင်းတာနဲ့သူကောင်းတယ်သို့တော်ညာလဲတခုတစုံတရာဆုံးဖြတ်ချက်ချဖို့လိုလာပြီဆိုလို့ရှိရင်သူ့မှာစံမရှိဘူးဖြစ်နေဘာလို့ဆိုတော့တမန်တရားစံလည်းမရှိဘာသာတရားစံလည်းမရှိဘာစံမှမရှိတော့အားလုံးကိုခေါင်းညှိရမလို့ဖြစ်နေဒီနေ့လောကကြီးမှာလူတွေကစံကိုရှာနေတယ်အဲ့ဒီစံကအသင်းတော်ပဲဖြစ်ရလိမ့်မယ်ဟာလေလုယာအသင်းတော်ရဲ့စံကလည်းတမန်တရားပဲဖြစ်ရလိမ့်မယ်ဟာလေလုယာအသင်းတော်ကတမန်တရားနဲ့ညီအသက်မရှင်လို့ရှိရင်အသင်းတော်မှာလည်းတမန်တရားစံမရှိတော့ကြောင်းလောကကလည်းအသင်းတော်ကိုကြည့်တဲ့အခါမှာမထူးပါဘူးငါတို့လည်းဘာလို့ဆိုတော့လောကရဲ့စံကဖြည်းဖြည်းချင်းနှိမ့်နေတယ်အသင်းတော်ကတော့လောကရဲ့အထက်မှာအမြဲရှိသောကြောင့်ပြုတ်ကျနေတော်ညာလဲအထက်မှာပဲရှိနေသေးတယ်တကယ်ကတော့ကျနေတယ်โอเคဒါပေမဲ့ဒီထဲမှာကျမတို့မပါကြဆိုနဲ့အဲ့တော့အဲ့ဒီအတွက်အဓိကတော့ချက်ကပါလဲဆိုလို့ရှိရင်ဆက်ပြီးတော့တည်နေဖို့ဟာလေလုယာတနည်းအားဖြင့်ဖယားရှင်၌သစ္စာရှိသောသူရောက်စီတိုင်းဖြစ်ဖို့ဒီနေ့အိမ်တော်မှာဒီမှာအိမ်တော်ရှိတဲ့လူပဲနေရောက်ရှိလားအိမ်တော်ရှိတယ်အမျိုးသမီးဆိုရင်မိမိလက်ထပ်ထားသောအမျိုးသားဟာသစ္စာရှိသောသူဖြစ်စေခြင်းလားသစ္စာအပြည့်ရှိသောသူဖြစ်စေခြင်းလား90ရာခိုင်နှုန်းပဲသစ္စာရှိသောသူဖြစ်စေခြင်းလားသစ္စာအပြည့်ရှိသောသူဖြစ်စေခြင်းမှာပေါ့ဟုတ်လားမဟုတ်လားကဲမျိုးသားကိုမိမိမျိုးသမီးဟာသစ္စာရှိသောသူဖြစ်စေခြင်းလားသစ္စာမဲ့သောသူဖြစ်စေခြင်းလားသစ္စာရှိသောသူဖြစ်ခြင်းမှာပေါ့မိဘနဲ့သားသမီးလည်းဒီလိုပဲဟုတ်လားသားသမီးနဲ့မိဘကြားမှာနော်အလုရှင်နဲ့အလုသမားကြားမှာယနေ့သစ္စာရှိတယ်ဆိုတာဒီလောကမှာရှားမှခက်ပါတယ်ကျွန်တော်ပြောပြမယ်အထူးသဖြင့်ကမ္ဘာလောကကြီးကပို့ပြီးတော့မှနော် materialistic ဖြစ်လာတယ်ရုပ်ပစ္စည်းပေါ်မှာပို့ပြီးတော့မှနော်ငကိုတွေကရှိပါတယ်ဒါပေမဲ့ intensity နော်ပို့ပြီးကြီးထွားလာတာတွေ့ရတယ်ကျွန်တော်မိတ်ဆွေတယောက်ရဲ့ company မှာနော်ဟိုတရုတ်ပြည်ကနေသူတို့ကတရုတ်ပြည်နဲ့စီးပွားလုပ်တာကိုဩစတြေးလျနိုင်ငံမှာလုပ်တဲ့အခါမှာသူတို့ရဲ့မိတ်ဆွေတယောက်အဲ့ဒီမိတ်ဆွေကတရုတ်ပြည်ရဲ့နေကြီးတစ်ခုမှာအခွန်နဲ့ပတ်သက်တဲ့အကြီးဆုံးပုဂ္ဂိုလ်ကြီးဖြစ်တယ်ဆိုတော့အင်မတန်မှပတ်စံရှိတယ်အာဏာရှိတယ်တကိုးရှိတယ်တရုတ်ပြည်မှာလည်းအဲ့ဒီမိသားစုတွေမှာသားတစ်ယောက်လောက်ပဲရှိကြတော့သူ့မှာလည်းသားတစ်ယောက်ရှိတယ်အဲ့ဒီသားလေးကကျွန်တော်နဲ့လည်းခင်တယ်လူကောင်းလေးပါဩစတြေးလျနိုင်ငံမှာကျောင်းလာတက်တယ်ပတ်စံကတော့သုံးနိုင်သလားမမေးနဲ့ပတ်စံဒီလိုမာဖလာလေးတစ်ခုကိုဒေါ်လာ900ဆိုလဲသူဝယ်တယ်
နော်အဲ့လိုမျိုးသုံးတာပတ်စံသူ့ဖေကလည်းပတ်စံလည်းရှိတယ်ယာတူးလည်းရှိတယ်ဟိုမှာဒါပေမဲ့ကျွန်တော်မိတ်ဆွေကုမ္ပဏီပိုင်ရှင်ကပြောပြတယ်လွန်ခဲ့တဲ့နှစ်လောက်ကကြတော့နော်သူတို့ပြည်မှာလည်းအဲ့လိုများလာတဲ့ခါမှာနော်ကို့အချိန်ကုန်တာဆိုတာရှိတယ်နောက်လူတက်လာဖို့အချိန်ပေးရတော့မယ့်ခါမှာဆိုရဘာပြောလဲဆိုလို့ရှိရင်အေးအဲ့ဒီယာတူးရှိတဲ့လူကိုနော်အခုမူကြီးကိုမင်းစီကိုငါတို့လာပြီးစစ်မယ်အစစ်ခံမလားဒါမှမဟုတ်လို့ရှိရင်ကိုယ့်အနေကိုနှုတ်ထွက်မလားဒါပဲအဲ့တော့အစစ်တော့ဘယ်ခံမလဲစစ်ရင်ထောင်ထဲရောက်မှာပေါ့ဆိုတော့ယာတူးနှုတ်ထွက်လိုက်တယ်ယာတူးလည်းနှုတ်ထွက်လိုက်ခေါ်တဲ့ကျွန်တော်ရဲ့ company မိတ်ဆွေကဘာပြောလဲသလားဟိုးတော့သူ့အနားမှာအမြဲတမ်းနော်သူနဲ့အမြဲမိတ်ဆွေတခါတည်းခင်မင်ပြီးတော့ထမင်းခေါ်ကျွေးဒီလိုလူတွေပဲနော်မင်္ဂလာဆောင်သွားတဲ့ခါမှာဆိုလို့ရှိရင် तू ကအရှိဆုံးစပွဲနော်စပွဲတွေရှိတယ်မလားအဲ့ဒီမှာထိုင်ရတယ်ဒီမင်္ဂလာဆောင်နော်တို့သားတို့သမီးနဲ့အနည်းဆုံးနေရာတွေမှာထိုင်ရတယ်လူကြီးလေအဲ့ဒီမင်္ဂလာဆောင်ပွဲကြတော့ तू ယာတူးလဲပြုတ်သွားရောဟိုးအနောက်မှာဒီမှာမထိုင်ရတော့ဘူးတခါတည်းပဲပြောင်းကြည်စမ်းဘယ်မှာလဲသစ္စာရှိမှုတယောက်နဲ့တယောက်ဘယ်မှာလဲတကယ်မိတ်ဆွေဖြစ်မှုဘယ်မှာလဲတကယ်မိတ်ဟာယာဟာလေလုယာဒီလောကမှာအဲ့ဒီစံမရှိပါဘူးဒါပေမဲ့အသင်းတော်မှာတော့အဲ့ဒီမိတ်ဟာယာ၌သစ္စာရှိမှုလင်မယားသစ္စာရှိမှုမိသားစုသစ္စာရှိမှုအသင်းတော်မှာမိသားသစ္စာရှိမှုဆိုတာလိုအပ်တယ်တခါတည်းကျွန်တော်တို့ဒီကမ္ဘာလောကကြီးကိုကြည့်တဲ့အခါမှာ consumerism ဆိုတာနော်ဒီဆိုင်မှာတော့ဝယ်မယ်မကြိုက်လို့ရှိရင်ကိုနော်ကိုကြိုက်နေသေးတော့ကိုဒီဆိုင်မှာဝယ်မှာပေါ့ဒီဆိုင်မှာမကြိုက်ရင်နောက်တစ်ဆိုင်တော့ပြောင်းမှာပေါ့ကိုအလိုမပြည့်တော့ဘူးဆိုလို့ရှိရင်ဒီစိတ်ဆော်မှုတွေကယုံကြည်သူတွေမှာလည်းရှိတဲ့ခါမှာဒီအသင်းတော်မှာကိုအလိုလိုက်နေတဲ့ရွေကိုနေမယ်ကိုမကြိုက်လို့ရှိရင်နောက်တစ်ခုပြောင်းမယ်စသဖြင့်နော်ဒီယောဂလည်းရှိတယ်အဲ့တော့ဘလို့ဖြစ်လဲဆိုတော့သစ္စာရှိမှုဆိုတာကနော်ယော့နေသွားတယ်ဒါဒီနေ့ကျွန်တော်ပြောပြမယ်တဲ့ပဲချစ်တော်ညီကိုမောင်နှမတို့ပြည့်စုံတဲ့သင်းတော်ဆိုတာတခုမှမရှိဘူးကပါမှာသင်းတော်ဆိုတာဆေးရုံလိုပဲဖျားနာတဲ့လူတွေရှိတယ်စိတ်မကောင်းတဲ့လူရှိတယ်ကောင်းသွားတဲ့လူတွေရှိတယ်ဘဝင်မြင့်နေတဲ့လူတွေရှိတယ်နှိမ့်ချတဲ့လူတွေရှိတယ်ဒါပေမဲ့အဲ့ထဲမှာအရေးကြီးဆုံးကတော့ဘုရားရှိတဲ့သင်းတော်ဖြစ်ဖို့အရေးကြီးတယ်ဒါပဲဘုရားသခင်ရဲ့အတူရှိခြင်းရှိတဲ့သင်းတော်ထဲကိုအဲ့ဒီဇုံထဲကိုဝင်လာရင်တော့ကို၌လဲနော်ပြောင်းလဲလာတယ်โอเคအဲကြောင့်အသင်းတော်မှာကိုစိုက်ဖို့လိုတယ်ဒီမှာရှိတဲ့ညီကိုမောင်နှမများကိုကျွန်တော်အားပေးလို့တယ်ကိုစိုက်ဖြိုးပါအပင်ကဲတော့အပင်ဆိုတာစိုက်ထားမှာဒီပင်ကိုတစ်ပင်နေလို့ကိုစိတ်ကူးယဉ်ကြည့်အောင်တစ်ပင်တော့တစ်တော့အုံများရဲ့ခိုင်ခတ်မှုရဲ့အရေးကြီးကဘာလဲသိလားအပေါ်မှာမမြင်ရဘူးဒါပေမဲ့အတွင်းမှာတစ်မြစ်တရားတစ်ခုနဲ့တစ်ခုရှက်နေတာအဲ့ဒီခါမှာမုန်တိုင်းတိုက်တဲ့ခါမှာတစုံတရာဖြစ်တဲ့ခါမှာနော်ဒီဟာတွေမပြိုလဲတော့โอเคမပြိုလဲတော့ဒါပေမဲ့ဟိုနားဆိုင်လိုက်ဒီနားဆိုင်လိုက်ဖြစ်တဲ့အပင်ကတော့ပန်းအိုးထဲမှာစိုက်တဲ့အပင်ကလေရေ9ဆပိုတောက်တယ်ဆိုတာသိလားကြားဘူးလားရေ9ဆပိုကုန်တယ်ဒီမြေကြီးမှာစိုက်ထားတဲ့အပင်နဲ့စားလို့ရှိရင် alright ဆိုတော့ဒီနေ့ဒီမှာရှိတဲ့ညီကိုမောင်နှမများကိုသစ္စာရှိစေလို့တယ်ဒီနေ့ဘုရားရှင်อ่ะအဲ့တော့သစ္စာရှိတော်သူအသင်းတော်ပေါ်မှာသစ္စာရှိတော်သူလင်မယားကြားမှာသစ္စာရှိတော်သူမိသားစုထဲမှာသစ္စာရှိတော်သူနော်နောက်ပြီးတော့မှဟာလာသင်းဦးဆရာပေါ်မှာသစ္စာရှိစသဖြင့်ညီကိုမောင်နှမချင်းတယောက်နဲ့တယောက်သစ္စာရှိတော်သူတခါလေသစ္စာရှိခြင်းအဖိုးခပေးရတယ်ဘာမှမရတဲ့ဟာယူရလို့သစ္စာရှိနေတာမဟုတ်ဘူးဘုရားသခင်အလိုတော်မှုလို့သစ္စာရှိနေတာဒီနေ့ယေရှုခရစ်တော်ဘုရားကျွန်တော်တို့ပေါ်မှာသစ္စာရှိတာဘာများသူရနေလို့လဲတကယ်ဆိုလို့ရှိရင်ဘုရားသခင်သာသစ္စာမရှိတော်သူဆိုရင်စဉ်းစားကြည့်ဟိုးတော့100 ရာစုနှစ်မှာရှင်ပေါလုကြီးတို့ခင်မှာဆိုလို့ရှိရင်နတ်ဖျားတွေမြောက်များစွာကိုးကွယ်တာဒီနတ်ဖျားတွေကလေဘယ်ကနေလာလဲဆိုလူတွေကနေဖြစ်လာတာလူတွေကနေဖြစ်လာပဲတချို့တွေကစစ်သူရဲတွေတချို့တွေကနော်ပါရညာတွေပေါ့အဲ့ဒီကနေဖြစ်လာတဲ့လူတွေကိုပသတင်မြောက်ထားတဲ့ခါမှာသူတို့မှာ mood ဆိုတာရှိတယ် mood ဆိုတာဘာလဲဆိုရင်စိတ်အမြဲပြောင်းနေတာနေပူရင်တစ်မျိုးမိုးရွာရင်တစ်မျိုးနော်ရှိတတ်လားအိမ်တော်နေမှာရှိတတ်လား mood ပြောင်းတာလေ mood swing ဆိုတာကျွန်တော်လည်းအသက်50ကျော် mood ပြောင်းတယ်ခါလေးနားမလဲစိတ်တိုးခြင်းတိုးတယ်စသဖြင့်ဖြစ်တတ်တယ်နော်အဲ့တော့လူတွေကနေဖြစ်လာတဲ့ခါမှာ mood ပြောင်းတဲ့ခါမှာသူတို့ယာဒီတို့ကဒီနတ်ဖျားတွေနဲ့ယာဒီတို့နဲ့အမြဲတွဲထားတာ哦ယာဒီတို့မကောင်းဘူးမြေကလင်လှုပ်တယ်ဆိုရင်ဒီနတ်ဖျားတွေစီသွားတယ်ဒါပေမဲ့သူတို့ဘာမကြိုက်မှမသိဘူး
သူတို့ရဲ့အဲ့ဒီအချိန်မှာဖြစ်နေတဲ့စိတ်ကိုမသိတော့အမျိုးမျိုးပြောင်းပြီးတော့စမ်းရတယ်တဲ့သွားတဲ့ခါလဲတဲ့တယ်မတဲ့တဲ့ခါလဲမတဲ့ဘူးဒါပေမဲ့ကျွန်တော်ကိုးကွယ်တဲ့ဘုရားသခင်တော့ mood ပြောင်းတဲ့ဘုရားသခင်မဟုတ်ဘူး hallelujah စိတ်ပြောင်းတဲ့ဘုရားသခင်မဟုတ်သစ္စာရှိတယ်ဆိုသစ္စာရှိတယ်ဒါပဲတော့ဘုရားသခင်ကျွန်တော်စီကလိုချင်တာလဲသစ္စာရှိတယ်ဆိုသစ္စာရှိဖို့ပဲဆုံးတိုင်အောင်တည်ကြည်ဖို့ okay ဒါကြောင့်ရှမသက်ခရစ်ခန်းကြီး25ကိုကြည့်တဲ့အခါမှာနော်ကျင်သူသည်တဲ့အငယ်ဆုံးသောအမှုမှာသစ္စာရှိရင်တာ၍ကြီးသောအမှုကိုလည်းကြီးသောအမှုမှာလည်းသစ္စာရှိမယ်တဲ့ငယ်တဲ့အမှုလေးမှာတော့သစ္စာမရှိလို့ရှိရင်နော်ဘယ်လိုလုပ်ပြီးတော့ပို၍ကြီးတဲ့အမှုမှာသစ္စာရှိမှာလဲတဲ့ဒါလိုပြောတယ်ဆိုတော့သစ္စာရှိခြင်းက is a big deal တမန်ကျမ်းစာကြည့်တဲ့အခါမှာအင်မတန်မှဘုရားခင်အတွက်တော့အင်မတန်မှအရေးကြီးတဲ့အရာတစ်ခုဖြစ်တာဒီအသင်းတော်အတွက်ကျွန်တော်ဆုတောင်းတယ်ဒီအသင်းတော်၌ကျွန်တော်ယုံကြည်ခြင်းထားတယ်အခုမှရောက်ဖူးပေမဲ့ဒါပေမဲ့ဒီအသင်းတော်ရဲ့ qualification နော်တကယ်လို့အလုပ်ရှောက်ရင် resume ရေးတယ်မလားအလုပ်ရှောက်လို့ရှိရင်ဘာခေါ်လဲနော်အလုပ်ရှောက်ရင်ဘာနော်စသဖြင့်ဒီအသင်းတော်ရဲ့မှုေးကြိုင်သောအနတ်များတဲ့တစ်ခုကဘာလဲဆိုရင်ဘုရားသခင်ပေါ်မှာတော့၎င်းမိသားစုဝင်ချင်းချင်းပေါ်မှာ၎င်းသစ္စာရှိသောအသင်းတော်ဖြစ်တယ်ဆိုတာကို hallelujah ဖြစ်စေခြင်းနဲ့ amen amen သစ္စာရှိဖို့ဒီနေ့ဘုရားရှင်လိုတော်ရှိတယ် okay ယုံကြည်ခြင်းမရှိနဲ့လို့ပြောတာမဟုတ်ဘူးဒါပေမဲ့ယုံကြည်ခြင်းရှိရမယ်ယုံကြည်ခြင်းဆိုတာ is a big deal တမန်ကျမ်းစာမှာအမှန်တမ်းအရေးကြီးတဲ့အရာဒါပေမဲ့ဒီနေ့ယုံကြည်ခြင်းရှိတယ်ဆိုတဲ့လူဟာသစ္စာရှိတော်သူဖြစ်ရမယ်သစ္စာမရှိဘဲနဲ့ယုံကြည်ခြင်းမရှိဘူးစစ်မှန်တဲ့ယုံကြည်ခြင်းမရှိဘူးယုံကြည်ခြင်းနဲ့ပတ်သက်လို့ရှိရင်ဟေဘရဲစာအခန်းကြီး7ကိုကြည့်အောင်ဟေဘရဲစာအခန်းကြီး7ဟေဘရဲဩဝါဒစာအခန်းကြီး7လူတိုင်းသိတယ်ယုံကြည်ခြင်းနဲ့ပတ်သက်ရင်ဒီကျမ်းချက်ကိုအမြဲတမ်းเนาะကျွန်တော်တို့ quote လုပ်လို့ရှိတယ်ဟုတ်လားမဟုတ်လားဟေဘရဲ7ဆိုတော့မြန်မာလိုဖတ်မယ်ခဏလေးနည်းနည်းလေးနေနေတယ်ဒီမှာမြန်မာကျမ်းစာကြည့်တဲ့အခါမှာเนาะဟေဘရဲဩဝါဒစာအခန်းကြီး7တော့တကယ်တော့ဟေဘရဲစာအခန်းကြီး7အငယ်1ကနေ7 3အထိကတခန်းပြန်ပြောမယ်ဟေဘရဲစာအခန်းကြီး7အငယ်1ကနေ7 3အထိကတခန်း okay ဆိုတော့ကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုရင်ယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏မမြင်သေးသောအရာတို့ကိုသိမှတ်ဆွဲလန်းခြင်းကြောင့်ဖြစ်၏ထိုပါရမီကြောင့်ရှေးလူဟောင်းတို့သည်ချီးမွမ်းတော်မူခြင်းကိုခံရကြ၏တဲ့ဟုတ်လားဒီချမ်းချက်ကိုအားလုံးယဉ်နေတယ်နော်ဆိုတော့ယုံကြည်ခြင်းနဲ့ပတ်သက်လို့ okay အဲ့တော့ယုံကြည်ခြင်းနဲ့ပတ်သက်လို့အခန်းငယ်1မှာအ내အဓိပ္ပာယ်ကိုဖော်ပြတယ်ယုံကြည်ခြင်းဆိုတာဘာလဲဆိုပြီးတော့မှအဲ့ဒီယုံကြည်ခြင်းကြောင့်ရှေးလူဟောင်းတို့သည်ဘာဖြစ်လဲချီးမွမ်းတော်မူခြင်းကိုခံရတယ်တဲ့တနည်းအားဖြင့်တမန်ကျမ်းစာကယုံကြည်ခြင်းနဲ့ပတ်သက်ပြီးတော့မှစံတင်ရလောက်တဲ့သူတွေကိုဟေဘရဲ7 ကနေ7 မှာယေရှုခရစ်တော်နဲ့အဆုံးသတ်ထားပြီးတော့မှစံတင်ပြထားတယ်ဖတ်ဘူးလားမဖတ်ဘူးလို့ရှိရင်ပြန်ဖတ်ဖို့ကျွန်တော်မေတ္တာရပ်ခံလို့ရအိမ်ကြရင်အားပေးလို့ရတယ်ဆိုတော့အဲ့ဒီမှာကြည့်တဲ့ခါမှာနော်ဆက်ပြီးတော့ကြည့်တဲ့ခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်ယုံကြည်ခြင်းနဲ့ပတ်သက်တဲ့တနည်းအားဖြင့်အင်္ဂလိပ်လို heroes တွေနော်သူရဲကောင်းတွေလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်တမန်ကျမ်းစာသတ်မှတ်လို့ရတဲ့သူတွေကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဘာတွေ့ရလဲဆိုလို့ရှိရင်ဥမာအခန်းငယ်4မှာအာဘေလသည်ကာဣနပူဇော်သောရစ်ထက်သာ၍မြတ်သောရစ်ကိုယုံကြည်ခြင်းအားဖြင့်ဘုရားသခင်အားပူဇော်၏အာဘေလကိုယုံကြည်ခြင်းနဲ့ပတ်သက်တဲ့ဘုရားသခင်သတ်မှတ်တဲ့စံနော်အဲ့ဒီစံထဲမှာအာဘေလကိုဖော်ပြထားတယ်โอเคဆိုတော့ယုံကြည်ခြင်းနဲ့ပတ်သက်လို့ကျွန်တော်တို့နော်ငါလည်းယုံကြည်ခြင်းနဲ့ပတ်သက်လို့ဘုရားသခင်စံထားမယ်သူတယောက်နော်ဘုရားသခင်သာဆက်ပြီးတမန်ကျမ်းစာကိုမှတ်တမ်းတင်နေပါတယ်အဲ့ဒီထဲမှာလည်းပါတဲ့သူတယောက်ဖြစ်ဖို့ငါဘာလုပ်ရမလဲဆိုအာဘေလကိုကြည့်လိုက်တော့အာဘေလကရစ်ပူဇော်တယ်โอเคဆိုတော့ငါရစ်ပူဇော်အောင်မလားပေါ့ဆက်ပြီးဖတ်ကြည့်တဲ့အခါမှာအေးနောက်သည်ယုံကြည်ခြင်းအားဖြင့်သေခြင်းနဲ့လို့ရဘွားပြောဟာဆိုတော့ယုံကြည်ခြင်းအားဖြင့်ပဲအေးနောက်ကလည်းအာဘေလကလည်းယုံကြည်ခြင်းအားဖြင့်ပဲဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ယုံကြည်ခြင်းကြောင့်ပြုတဲ့အရာတော့မတူဘူးဖြစ်နေတယ်โอเคကဲဆက်ပြီးတော့ဖတ်ကြည့်အောင်နောအေးသည်မမြင်ရသေးသောအမှုတို့ကိုဖော်ပြသောဗျာဒိတ်တော်ကိုခံပြီးမှယုံကြည်ခြင်းအပြင်ကြောက်ရွံ့သောစိတ်ရှိ၍တဲ့သူကြတော့ကြောက်ရွံ့သောစိတ်ရှိတယ်ဟာဆိုတော့ယုံကြည်ခြင်းနဲ့ပ
ပတ်သက်တဲ့နော်စာထဲမှာအသက်ရှင်လို့တယ်ဒါပေမဲ့ရှင်ရမယ့်ပုံစံတွေကမတူဘူးဖြစ်နေတယ်အဲ့တော့ဘုရားသခင်ကဘာကိုကြည့်ပြီးတော့ဒီလူတွေဟာယုံကြည်ခြင်းရဲ့သူရဲကောင်းစီးရင်ထဲမှာငါထဲ့တယ်လို့ပြောခြင်းခံရတာလေမေးစရာအကြောင်းမရှိဘူးလားမရှိဘူးလားကဲဆက်ပြီးဖတ်ကြည့်အောင်ကဲနောက်ပြီးတော့မှတစ်ခါနော်အခန်းငယ်၈မှာအာဗြဟံသည်အမွေခံသောပြည်သို့ထွက်သွားမည်အကြောင်းဘုရားသခင်ခေါ်တော်မူသောအခါသူသည်အဘယ်ရသို့သွားသည်ကိုကိုယ်တိုင်မသိဘဲလေယုံကြည်ခြင်းအဖြစ်နောက်ထောင်အာဗြဟံကျော်တော့လေတနေရာကိုထွက်သွားတယ်ဘုရားသခင်ပြောတဲ့နေရာကိုโอเคဆိုတော့ယုံကြည်ခြင်းပဲဒါကတော့အဓိကဒါပေမဲ့လှုပ်ဆောင်မှုတွေမတူဘူးဆိုတော့ကျွန်တော်တို့ကြတော့ဘာကိုလုပ်ရမှာလဲယုံကြည်ပါတယ်ဆိုတဲ့အကြောင်းအရာကိုဘာနဲ့သက်သေပြရမလဲဆိုတဲ့မိကုမေးစရာအကြောင်းမရှိဘူးလားဒီထဲမှာပေါ်ပြထားတဲ့သူတွေကစကားမဆက်တကယ်လို့သာဟေဘဲဩဝါဒစာအခန်းကြီး7ပဲရှိပြီးဓမ္မဟောင်းကျမ်းသာကျွန်တော်တို့မရှိလို့ရှိရင်ဒီလူတွေကအယံအားကြစရာကောင်းတဲ့လူတွေဒါပေမဲ့ဘုရားသခင်ကချိန်ခွင်ရှာညီမျှတဲ့ဘုရားသခင်ဖြစ်တယ်ဓမ္မဟောင်းကျမ်းကိုလည်းကျွန်တော်တို့ကိုပေးထားတဲ့အခါမှာဥပမာအာဗြဟံဆိုလို့ရှိရင်နော်အရေးရဲ့အကြောင်းရဲ့ပေါ်လာတဲ့အခါကျတော့သူ့မိန်းမကိုနော်ကျွန်တော်မိန်းမမဟုတ်ပါဘူးနှမဖြစ်တယ်လို့ညာတယ်ဟုတ်လားမဟုတ်လားဒါလည်းယုံကြည်ခြင်းရဲ့စံအနေနဲ့တင်ချင်းခံတဲ့သူထဲမှာကျွန်တော်တို့တွေ့နေရတယ်ဒါကြောင့်တော်သေးတယ်ဓမ္မဟောင်းကျမ်းရှိနေလို့အဲ့တော့စဉ်းစားစရာဖြစ်လာတယ်ဟုတ်ပြီယုံကြည်ခြင်းနဲ့ပတ်သက်လို့အတိတ်ပဲပေါ်ပြတယ်ဟေဘဲ7မှာပြီးတဲ့အခါကျတော့ဒီယုံကြည်ခြင်းရဲ့စံထဲမှာသူရေးကောင်းနေနဲ့ဘုရားသခင်ကဂုံယူတဲ့သူတွေစီရင်ကိုထည့်ထားတယ်အဲ့ဒီလူတွေစီရင်ကိုကြည့်တဲ့အခါမှာကျတော့တစ်ဖက်မှာရှော်ရာတွေလည်းရှိတယ်နော်ဒါဝိဒ်ဆိုလို့ရှိရင်လည်းဒီလိုပဲအများကြီးပဲဟုတ်လားမဟုတ်လားအဲ့တော့ဘာလို့ဆိုလိုတာလဲဘုရားသခင်ကယုံကြည်ခြင်းရဲ့သူရဲကောင်းများလို့သတ်မှတ်ခြင်းခံတော်သူဆိုတာရှိတယ်အဲ့ဒီလူတွေဟာသာမန်လူတွေပဲဖြစ်တယ်ကျွန်တော်ကျမတို့လိုပဲထို့အတွက်ကြောင့်ကျွန်တော်ကျမသည်လေထိုသူများကဲ့သို့ယုံကြည်ခြင်းရဲ့စံထဲမှာဝင်တော်သူများဖြစ်နိုင်ဖို့အခွင့်အပြည့်ရှိတယ်ဆိုတာကိုတော့ဒီနေ့သတင်းကောင်းအနေနဲ့ယုံစေချင်တယ်နံပါတ်1ဒါပေမဲ့ common factor လို့ခေါ်တဲ့ still question mark မေးခွန်းကဘုရားသခင်ကဘာကိုကြည့်ပြီးတော့ဒီလူတွေကိုယုံကြည်ခြင်းရဲ့စံနမူနာထဲမှာဝင်တဲ့နော်ဒီစစ်တမ်းထဲမှာပြည့်မီတဲ့နော်စာမေးပွဲအောင်တဲ့သူများစီးရင်ထဲမှာထည့်ထားရတာလေလို့မေးစရာအကြောင်းမရှိဘူးလားမရှိဘူးလားအဲ့တော့ကြီးလိုက်တဲ့ခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်နော်ဆက်ပြီးဖတ်မယ်ဆိုလို့ရှိရင်โอเคအခန်းငယ်73မှာယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်တဲ့ခုနပြောသွားတဲ့လူတွေပါဝင်နော်မှားတတ်တဲ့လူတွေရှိတယ်နော်လေးတဲ့လူတွေရှိတယ်နော်ဟုတ်လားမဟုတ်လားဒါပေမဲ့ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်ဂတိတော်နှင့်ဆက်ဆိုင်သောအကျိုးကျေးဇူးကိုဘာဖြစ်လဲမခံရပဲတဲ့ဟာယုံကြည်ခြင်းရှိရမှာပေါ့မရတာယုံကြည်ခြင်းမရှိလို့ပေါ့အပြစ်ရှိနေလို့များလားမသိဘူးဆူတောင်းတာနည်းနေလို့လားမသိဘူးဒါပေမဲ့ဒီလူတွေကတော့ဘုရားသခင်ရဲ့ယုံကြည်ခြင်းစံထဲမှာဝင်သောသူများအနေနဲ့ဘုရားသခင်ထည့်ထားသည်ဒါမကချီးမွမ်းခြင်းပင်ခံသောသူများဖြစ်လင်ကစားဘာဖြစ်လဲယုံကြည်ခြင်းဂတိတော်နဲ့ဆိုင်သောအကျိုးကျေးဇူးကိုရလားမရဘူးလားမရဘူးမခံရပဲတဲ့ဒါကျွန်တော်ပြောတာလားကျမ်းစာပြောတာလားမခံရပဲတဲ့အဝေးကမျောမြင်လျက်တဲ့စိတ်နှလုံးနဲ့ဖက်ရမ်းလျက်တဲ့မိမိတို့သည်မြေကြီးပေါ်မှာတကြွသူတနိုင်ငံဧည့်သည်အာဂန္တုဖြစ်သည်ကိုထင်ရှားစွာဝန်ခံလျက်ယုံကြည်ခြင်းစိတ်နဲ့ဘာဖြစ်လဲဟာစိတ်ရကြစရာကြီးနော်ကျွန်တော်ကြားဘူးတဲ့ယုံကြည်ခြင်းအဲ့လိုမဟုတ်ဘူးရောက်ရမှာချက်ချင်းဟုတ်လားမဟုတ်လားအနာဆိုချက်ချင်းပြောက်အောင်ပါလေမဟုတ်လားဒီထဲမှာဆိုရင်ဖျားနေတဲ့နာနေတဲ့လူတွေမရှိရဘူးဒါယုံကြည်ခြင်းနည်းလို့ဖြစ်မယ်ဒါမှမဟုတ်ရင်အပြစ်ရှိလို့ဖြစ်မယ်ဟုတ်လားမဟုတ်လားမဟုတ်ပါဘူးဒီမှာကြည့်တဲ့ခါတော့အဲ့ဒီတိုင်းမတွေ့ရအောင်ဒီလူတွေကတာမန်လူတွေပဲလဲတတ်တယ်ညာတတ်တယ်โอเคနောက်ပြီးတော့မှတချို့ဆိုရင်ဂတိကိုလဲတဲ့ယုံပြီးတော့ပဲတည်သွားတာမ
ခံရဘူးတဲ့အားလုံးအဲ့တော့ခုနပြောသွားတဲ့ဘုရားသခင်ရဲ့ယုံကြည်သူရဲ့လို့သတ်မှတ်ခြင်းစံထဲမှာပါဝင်ခြင်းခံရသောသူများအားလုံးရဲ့အသက်တာ then and now တမန်ကျမ်းစာထဲမှာခုနဟေဘရဲ7မှာတွေ့ရတဲ့သူတွေရဲ့ကျွန်တော်တို့ရဲ့အသက်တာမှာဘုရားသခင်ကြည့်တဲ့အရာဘာလဲဘာနဲ့ဘုရားသခင်ကကျွန်တော်တို့ကိုဆုံးဖြတ်တာလဲဒီမှာဆက်ပြီးကြည့်တဲ့အခါဘာတွေ့ရလဲဆိုလို့ရှိရင်ထို့သောဝန်ခံသောသူတို့သည်မိမိအပပြည်ကိုရှာကြတည်ရင်ပြောဆိုကြ၏โอเคထိုပြည်ကိုမအောင်မေပဲကောင်းကင်ပြည်တော်ဒီဟုသောတာ၍မြတ်သောပြည်ကိုတောင့်တခြင်းရှိကြ၏ထို့ကြောင့်ဘုရားသခင်သည်သူတို့၏ဘုရားဟုခေါ်ဝေါ်ခြင်းကိုရှက်တော်မမူသူတို့နေစရာဖို့မြို့ကိုတည်တော်မူမည်တဲ့တနည်းအားဖြင့်ဆက်ပြီးတော့ရှောင်နေသောသူများဟာလေလုယာသေသည့်တိုင်အောင်ရမရလို့ရှိရင် amen praise the lord ဝန်တာတယ်မရလေဒီဖျားပေါ်မှာဆက်ပြီးသွားနေမယ်ဒီသင်းတော်ကကျွန်တော်ကိုဝမ်းမြောက်နေစေတဲ့၍ဒီသင်းတော်မှာနေမယ်ဇေဘိုးတဖို့ထဲမယ်ဆက်ပြီးတော့မှပြောမယ်သွားမယ်ချီးမွမ်းမယ်ဒါပေမဲ့ဒီသင်းတော်ကကျွန်တော်ကိုမပြောအောင်စပြီးလှုပ်လာပြီဆိုရင်တော့နောက်တစ်ခုပြောင်းဖို့စဉ်းစားတော့မယ်လူအနေနဲ့ဒါဘာလို့မစဉ်းစားမလဲအများကြီးပဲတက်เสียရတယ်ဒီတစ်ခုတည်းရှိတာမှမဟုတ်တာဒါပေမဲ့သစ္စာရှိတော်သူကတော့အဲ့လိုမသွားဘူးငါ့ကိုဘုရားသခင်ကသွားဆိုမှသွားမှာပြီးခဲ့တဲ့လွန်ခဲ့တဲ့1989ခုနှစ်မှာကျွန်တော်တို့ MCFI အသင်းတော်အခု MCA လို့လူတိုင်းသိကြတယ်အသင်းတော်စားတဲ့ဆရာဇော်မင်းကျွန်တော်နောက်ပြီးတော့မှဆရာတူးဂျာနောက်ပြီးတော့မှဆရာဒေါက်တာဂျေးမ့်အခုအမေရိကန်မှာရှိတယ်နောက်ပြီးတော့မှဆရာချစ်ကိုကိုဆိုတာเนาะကျွန်တော်လူတစုပေါ့စကြတယ်အဲ့ဒီမှာ Okay စကြတယ်တချိန်မှာဘုရားသခင်ကကျွန်တော်ကိုဩစတြေးလျနိုင်ငံကိုပို့မယ်လို့ပြောတဲ့အခါမှာ6လအတိကြာတဲ့အခါမှာကျွန်တော်အသင်းတော်ကိုပြောတယ်အချိန်ချင်းဘုရားသခင်ဆုတောင်းပြီးမှဘုရားသခင်ရဲ့လက္ခဏာနဲ့နမိတ်နဲ့เนาะဒါကြောင့်ကျွန်တော်သွားရမယ် Okay အဲ့လိုဘုရားသခင်ကသေချာပေါက်ဘုရားသခင်သွားဆိုတဲ့နေရာမှာကျွန်တော်တို့သွားရမှာဘုရားသခင်ကနေဆိုရင်ကျွန်တော်တို့နေရာမှာအဲ့ဒါကိုသစ္စာရှိခြင်းလို့ခေါ်တယ်ဟာလေလုယာလင်းနဲ့မယားချားမှာလည်းဒီလိုပဲစိတ်ထဲမှာတော့သစ္စာရှိဖို့လိုတယ်လူကြီးပဲနှစ်ယောက်လုံးသစ္စာရှိနေတာမဟုတ်ဘူးဒီထဲမှာရှိတဲ့မိသားစုထဲမှာလည်းဒီလိုပဲသစ္စာရှိကျွန်တော်ပြောပါမယ်သစ္စာရှိခြင်း၌မွေ့လျော်လို့ရှိရင်လေအဲ့ဒီအရာသာ wow it's amazing ဘာလို့ဆိုဘုရားသခင်ကသစ္စာရှိသောဘုရားသခင်ဖြစ်တယ်ဟာလေလုယာဘုရားလို့ပြောလို့ရှိရင်သစ္စာရှိခြင်းကိုလေဖယ်ထားလို့လုံးဝမရအောင်မဖြစ်နိုင်ဘူး it is impossible for you to neglect the faithfulness of God when you talk about God ဘုရားသခင်လို့ပြောလိုက်တာနဲ့တပြိုင်တည်းမှာပဲသစ္စာရှိခြင်းကသူနဲ့အတူအမြဲရှိတယ်ဟာလေလုယာအဲ့တော့သစ္စာရှိတဲ့ဘုရားကိုအမြဲတမ်းခေါ်နေတယ်ချီးမွမ်းနေတယ်ဆုတောင်းနေတယ်နော်အမျိုးလုံနေတယ်ကိုနိုင်ကတော့အဲ့ဒီသစ္စာရှိခြင်းတိုင်းမမွေ့လျော်တတ်လို့ရှိရင်စစ်မှန်သောယုံကြည်သူမဟုတ်ဘူးကျွန်တော်တို့တော့ယုံကြည်သူမှန်ရင်သစ္စာရှိရမယ်ဟာလေလုယာယုံကြည်တယ်ဆိုရင်သစ္စာရှိခြင်းနဲ့ပြတာပဲဟိုနမိတ်လက္ခဏာနဲ့ပြတဲ့အခါလဲပြနော်နမိတ်လက္ခဏာတွေနဲ့ပြတဲ့အခါလဲပြနမိတ်လက္ခဏာတွေဖြစ်မယ်မဖြစ်ဘူးကျွန်တော်ပြောပြမယ်နမိတ်လက္ခဏာအဖြစ်ချင်ဆုံးလူတွေထဲမှာကျွန်တော်လဲပါတယ် Okayထင်မလွဲနဲ့ don't take me wrong ဒါပေမဲ့ဘုရားသခင်ကြည်တာကသစ္စာရှိသောသူကိုကြည်နေတာ hallelujah ဒါကြောင့်ဘုရားသခင်ရဲ့နာမကိုထောက်ပြီးတော့မှဟေဘရဲဩဝါဒစာကိုဘာကြောင့်ရေးရလဲဟေဘရဲဩဝါဒစာကိုဘာကြောင့်ရေးဘယ်သူရေးလဲတော့မသိဘူးဒါပေမဲ့ဟေဘရဲဩဝါဒစာကိုဘာလို့ရေးရလဲဆိုလို့ရှိရင်ဟေဘရဲဩဝါဒစာရေးခြင်းခံရတဲ့အသင်းတော်ရဲ့အနေထားကအဲ့ဒီအချိန်မှာမကြာသေးခင်ကပဲယောမဘုရင်ရဲ့လက်အောက်မှာအမျိုးသောနှိပ်စက်ညှဉ်းပန်းခြင်းတွေကိုခံပြီးတော့မှလွတ်ခါစားလေးရှိတယ်အခုမကြာခင်မှာထပ်ပြီးတော့မှနော်အင်မတန်မှဆိုးရွားတဲ့အင်မတန်မှရက်ဆက်ကြမ်းကြုတ်တဲ့နောက်ထပ်ယောမဘုရင်တယောက်ရဲ့နှိပ်စက်ညှဉ်းပန်းမှုတွေကိုခရိယန်ဖြစ်လို့ရှိရင်ခံရတော့မယ်ဆိုတဲ့အနေအထားမှာဒီယုံကြည်သူတွေကစိတ်ပြန်ပြီးတော့မှပြောင်းလာတယ်ငါတို့ယူဒဘာသာထဲမှာနေရင်တော့ယောမအစိုးရရဲ့တရားဝင်သတ်မှတ်ခြင်းကိုခံထားရသောကြောင့်ငါတို့လွတ်တယ်ဟ
ဟုတ်တယ်လေဖျားကိုကိုးကွယ်တာပဲငါတို့ပြန်သွားလဲဘာဖြစ်လဲဒီဖျားကိုးကွယ်တာပဲဒါပေမဲ့ဒီမှာနေရင်တော့ငါတို့မိသားစုတွေဆုံးမယ်ကြားစာကြွေးခံမယ်အိမ်တွေရှုံးမယ်အဲ့တော့ငါတို့ဒီကိုပြန်လာဒါကြောင့်ဟေဘရဲဩဝါဒစာကိုဖျားရှင်ကနော်သူ့ရဲ့တမန်တော်ကြီးမှတဆင့်ဒါမှမဟုတ်ကြီးများမှတဆင့်နော်ကျွန်တော်ဘယ်သူရေးလဲမသိဘူးတဆင့်အားပေးတတိပေးပြီးတော့မှဟေးမင်းတို့လာခဲ့တဲ့ဘာသာနော်မင်းတို့လာခဲ့တဲ့ယူဒဘာသာနော်ထဲမှာနော်အခုမင်းတို့ရောက်လာတဲ့ခရစ်တော်၌တည်သောခရိယန်ဘာသာနော်ထိုနှစ်ခုကိုရှင်ပြီးတော့မှခရစ်တော်ကထိုထက်ပိုပြီးကြီးမြတ်တယ်ခရစ်တော်ကမောရှေထက်ပိုပြီးကြီးမြတ်တယ်ခရစ်တော်ကကောင်းကင်တမန်တွေထက်ပိုပြီးကြီးမြတ်တယ်နော်ခရစ်တော်ရဲ့တရားကဟိုးတုန်းကနော်ယေဘရဟိတ်ရဲ့တရားထက်ပိုပြီးတော့မှမြင့်မြတ်တယ်မင်းတို့စိတ်မပြောင်းနဲ့ဆက်ပြီးတော့တည်နေပါဆိုပြီးတော့မှအားပေးထားတဲ့နှုတ်ကပတ်တော်ဖြစ်တယ်အာမင်တော့ချစ်တော်ညီကောင်မောင်တို့ဒီနေ့သစ္စာရှိတော်သူဖြစ်အောင်သစ္စာရှိတော်သူဖြစ်ခြင်းအတွက်အဖို့ခပေးရတယ်ဒါပေမဲ့နောင်တရစရာမရှိဘူးပြန်ကြည့်လို့ရှိရင်ဒီနေ့ကျွန်တော်တို့အားလုံးသိမှာပဲမကြသေးခင်ဒီထွက်လာကန်ဒီလေးမှာအတုပချတယ်အဲ့တော့စဉ်းစားမိတယ်ဒီနေ့ငါလည်းသိမှာပဲဒီနေ့ဒီမှာရှိတဲ့သူရောက်စီတိုင်းဒီလောကကထွက်ခွာမှာပဲနော်အဲ့ဒီခါမှာဘာချန်ခဲ့ခြင်းလဲမိသားစုထဲမှာလင်မယားကြားမှာအသင်းတော်မှာမိမိပတ်ဝန်းကျင်မှာတခြားဘာမှမသိကျင်နေပါစေဒီလူဟာသစ္စာရှိတော်သူဖြစ်တယ်ဒေါမနစ်ဟာသစ္စာရှိတော်သူဖြစ်တယ်ဟာအယမ်းချမ်းသာတယ်ဘယ်လိုကားမျိုးစီးတယ်ဘယ်လိုအိမ်ကြီးတွေပိုင်တယ်အဲ့ဒါကျွန်တော်မဖြစ်စေချင်ဘူး That's not my desire my desire is that people will know me as a faithful person someone who is commitment hallelujah ဆရာကြီးတပါဒီတမန်နာမည်ကြီးတဲ့ဆရာကြီးတပါဒီဆရာကြီးရဲ့ဇနီးတွေကအသက်ကြီးတဲ့အခါမှာနော် dementia လို့ခေါ်တဲ့နော်အသက်ဓမ္မကြီးတဲ့အခါမှာမမှတ်မိတော့ဆရာကြီးကိုတော့မမှတ်မိတော့အဲ့တော့လူအိုယုံမှာနောက်ဆုံးသားသမီးတွေအစားအားလုံးကနော်အိမ်မှာလည်းမကြည့်နိုင်တော့လူအိုယုံမှာထားပါဆိုတော့ဒီအဖေဖြစ်သူခင်ပွန်းဖြစ်သူကဆရာကြီးကနေ့တိုင်းသွားတယ်နေ့တိုင်းသွားကြည့်တယ်အဲ့ဒီခါမှာတဖြည်းဖြည်းနဲ့သူ့ရဲ့တငယ်ချင်းတွေသူ့သားသမီးတွေကကတော့မှပြောလာတယ်သွားတွေ့လိုက်တိုင်းသူ့ဇနီးတဲ့ဖြစ်သူကနင်ဘယ်လိုလဲဘာလာလောက်တာလဲလူစိမ့်ဒီလိုဟာမျိုးတွေလောက်တယ်ဘာလဲဆိုတော့စိတ်မှမမှတ်မိတော့တဲ့ဟာယူဒါပေမဲ့ဒီဆရာကြီးကနေ့တိုင်းသွားတယ်နေ့တိုင်းစူးစမ်းပြီးစကားပြောတယ်နေ့တိုင်းစူးစမ်းပြီးမေတ္တာပြတယ်အခါမှာလူတွေကကြည့်ပြီးတော့မှသူ့တနာတယ်သူကိုယ်၌ကလည်းအသက်ကြီးတဲ့လူတစ်ယောက်ဖြစ်နေနေ့တိုင်းသွားတယ်ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့သူ့ကိုပြောတယ်ထားလိုက်ပါတခါတလေမှသွားကြည့်ပေါ့ तू ကလည်းမှတ်မိတော့တာမဟုတ်ဘူး तू ကလည်းနော် acknowledge လုပ်တော့တာမဟုတ်ဘူးအဲ့ဒီအပြင်ကိုဘာလို့လဲလူစိမ့်ဘာလာလောက်တာလဲဒီလိုဟာမျိုးတွေလည်းပြောတယ်ဆိုတော့နော်ကိစ္စမရှိပါဘူးမတော်လည်းဖြစ်ပါတယ်သားသမီးတွေကအစပြောတဲ့ခါမှာ तू ကဘာပြောလဲဆိုရှင်အေးတဲ့သူငါ့ကိုမသိတော့ပြင်မဲ့တဲ့ငါကတော့သူ့ကိုသိနေတယ်တဲ့ဒီထက်ပိုပြီးတော့ငါနဲ့သူနဲ့ဖယားနဲ့ကြားမှာပြုတ်ထားတဲ့သစ္စာဆိုထားခြင်းကျမ်းမာသည်ဖြစ်စေမကျမ်းမာသည်ဖြစ်စေချမ်းသာသည်ဖြစ်စေဆင်းရဲသည်ဖြစ်စေမှတ်မိတယ်နော်အိမ်တော်ပြုတဲ့သူတိုင်းဟုတ်တယ်ဟုတ်အဲ့တော့အဲ့ဒီအရာပေါ်မှာငါသစ္စာရှိရမယ်တဲ့ငါ့ကို तू ကမမှတ်မိတော့ဘူးငါရဲ့ဇနီးတဲ့သူ့ရဲ့ခင်ပွန်းတဲ့အနေနဲ့ तू ငါ့ကိုမသိတော့ဘူးဒါပေမဲ့ငါကတော့အဲ့ဒီပေါ်မှာဆက်ပြီးသစ္စာရှိခြင်းကိုဖယားသခင်ကသိတယ်ဟာလေလုယာဒီနေ့ချစ်တော်ညီကိုမောင်မတို့သစ္စာရှိတော်သူဖြစ်ရအောင်ဒါကြောင့်အကျဉ်သူသည်ငါဤဒေသနာ၌တည်လျင် if you continue in my word ခဏလောက်မျက်စိမရအောင်ဒီနေ့ဝိညာဉ်တော်ကိုခဏလောက်ချိန်ပေးလေကိုပြန်ဆန်းစစ်ဖို့တက်တာမှာသစ္စာမရှိတဲ့နေရာတွေရှိလားယုံကြည်သူကိုဖျားရှင်ဒီလောကမှာထားတာယုံကြည်သူဆိုရင်နည်းနည်းတော့စိမ့်တယ်လို့ဖြစ်လိမ့်မယ်ချစ်တော်ညီကိုမောင်နှမကို
ဒီနေ့ဒီလောကမှာဘုရားသခင်ထားတဲ့နေရာမတူဘူးနော်အလုတ်ခွင်မတူဘူးဂန္ဓာတွေမတူဘူးဒါပေမဲ့ဘုရားသခင်မမြင်ရတဲ့ဘုရားသခင်သစ္စာတော်ရှင်ရဲ့သစ္စာရှိခြင်းကိုလောကသားတွေမိမိမှတဆင့်တွေ့မြင်ခံစားနိုင်ဖို့အတွက်ဘုရားရှင်ထားတာဖြစ်တယ်မမေ့နဲ့ဒါကြောင့်အလုတ်မှာလဲနော်မခိုနဲ့မညာနဲ့သစ္စာရှိပါအိမ်တော်မှာသစ္စာရှိပါမိမိကိုမိမိသစ္စာရှိပါဘုရားသခင်ပေါ်မှာသစ္စာရှိပါအသင်းတော်ပေါ်မှာသစ္စာရှိပါဟာလေလုယာတော့ဒီနေ့ခဏလောက်ခေါင်းငုံးနဲ့မျက်စိမိတ်တဲ့ချိန်မှာနော်ဟာလေလုယာကရပါဆိုင်ကရပါရှင်တိုင်းကရပါတိတိကရပါဆိုင်ကရပါတိတိလာဟာလေလုယာ thank you Jesus thank you Holy Spirit ခါလီကြောက်လို့ရှိရင်မိမိကသစ္စာဖောက်ခံရတဲ့အခါမှာသစ္စာမရှိတဲ့သူတွေကြားထဲမှာပဲနေလာတဲ့အခါမှာအိုးသူတို့လည်းအဲ့လိုလုပ်တာပဲငါလည်းဒီလိုလုပ်မယ်မဟုတ်ဘူးအဲ့ဒါကလောကဆံဒါပေမဲ့ဖျားဆံကတော့အကျိုးရှိသည်ဖြစ်သည်မရှိသည်ဖြစ်စေကနဦးယုံကြည်သူတွေခုနဖတ်သွားတဲ့ဟေဘရဲ7မှာလိုပဲယုံကြည်ခြင်းနဲ့ပဲဂတိကိုတော့မမြင်ရဘူးတဲ့သေသွားတယ်တဲ့ဟာလေလုယာအဲ့ဒါကိုဖျားသခင်ကဒီဆံထဲမှာထည့်ထားတာအခုသူတို့ခံစားနေရပြီ praise the Lord hallelujah တော့ချစ်တော်ညီကိုမောင်မတို့ဒီသစ္စာရှိခြင်းဒီနေ့တည်တည်ဖို့အတွက်တခါမှနော်သစ္စာရှိလိုက်မရှိလိုက်သက်တာမှာသေးသေးလေးဖြစ်မယ်တမန်ကျမ်းစာဘာပြောလဲအနည်းငယ်သောမှု၌သစ္စာမရှိရင်တဲ့ကြီးတဲ့မှုမှာလည်းရှိမှာမဟုတ်ဘူးတဲ့အဲ့တော့နည်းနည်းလေးနဲ့စမှာပဲသက်တာမှာအဲ့တော့မိမိသက်တာမှာဘယ်နေရာမှာမိမိသစ္စာမရှိဘူးဘုရားသခင်၌โอเคမိမိညီကိုမောင်နှမ၌မိမိအိမ်တောင်၌စသဖြင့်နော်ဆိုတော့ဒီနေ့ကိစ္စမရှိဘူးသက်ရှင်တော်ဘုရားဒီမှာရှိနေပြီတတ်နိုင်ခြင်းကဒီမှာရှိနေပြီတကိုးကဒီမှာရှိနေပြီဆိုတော့ပြောင်းပြန်ပေးနိုင်တဲ့ဘုရားသခင်ဖြစ်တယ်ကျမ်းကောင်စားတဲ့နှစ်တွေကိုနော်ပြန်ပြီးတော့မှအခါတဲ့အမြန်ပြန်ပေးနိုင်တဲ့ဘုရားသခင်လည်းဖြစ်တယ်ဆိုတော့ဒီနေ့ကစပြီးတော့သစ္စာရှိတော်သူဖြစ်မယ်ဒီနေ့ကစပြီးတော့မှဘုရားသခင်ကိုစက္ကလက်သစ္စာရှိသောသူတယောက်အနေနဲ့ငွေကြေးချမ်းသာသောသူပညာတတ်သောသူအောင်မြင်သောသူဖြစ်ချင်မှဖြစ်မယ်ဒါတွေထားလိုက်ကိစ္စမရှိဘူးဘာပဲရမရငါသစ္စာရှိစွာကျွန်တော်သစ္စာရှိစွာကျွန်မသစ္စာရှိစွာဘုရားသခင်နဲ့အတူရှောင်မယ်လို့စက္ကပ်ခြင်းနဲ့သူရှိလို့ရှိရင်ခဏတော့လက်ထောင်ပေးပါဟာလေလုယာယေရှုတင်တယ်ယေရှုတင်တယ်ယေရှုတင်တယ်ရှေ့မှာလာပါကျွန်တော်တူတကွဆုတောင်းမယ်ရှေ့ကိုထွက်လာဟာလေလုယာရတယ်နော်ဆရာရှေ့ကိုထွက်လာဟာလေလက်ထောင်တဲ့လူတွေတွေ့တယ်ရှေ့ကိုထွက်လာဟာလေလုယာယေရှုတင်တယ်ဒီတုံ့ပြန်ခြင်းအတွက်ယေရှုတင်တယ်ယနေ့ပိုင်လာကတော့စန္ဒလာလာကတော့ရှင်လာဟာလေလုယာကတော့စန္ဒ thank you Jesus thank you Holy Spirit hallelujah ဘုရားသခင်ရဲ့စကားပြောပါရမနေတော့ဘုရားသခင်ရဲ့စကားပြောဘုရားသခင်ရဲ့ယင်ဖွင့်ဘုရားသခင်ရှေ့မှာဂတိပြုဟာလေလုယာဘုရားသခင်ရဲ့သစ္စာတော်ရှင်ဖြစ်တယ်မိမိရဲ့နှလုံးသားကိုကြည့်ပြီးတော့ကောင်းချီးပေးမဲ့ဘုရားသခင်ဖြစ်တယ်အဲ့တော့ဒီနေ့ဘုရားသခင်ရှေ့မှာသစ္စာပြုပါဟာလေလုယာဘုရားသခင်ကိုရောရှေ့မှာသစ္စာရှိတော်သူဖြစ်ခြင်းတယ်သစ္စာရှိခြင်း၌သူဟဲကောင်းဖြစ်ခြင်းတယ်သစ္စာရှိခြင်း၌ချန်ပီယံဖြစ်ခြင်းတယ်သစ္စာရှိခြင်း၌ယေရှုခရစ်တော်ကဲ့သို့ဖြစ်ခြင်းနဲ့ကျွန်တော်တို့စီကဘာရမရကိုရောရှင်ကယနေ့သစ္စာရှိသောရှင်ဖြစ်တယ်ဒီအတွက်ကိုရောကိုယေရှုတင်တယ်ဘုရားသခင်ကိုချီးမွမ်းမှာဒီနေ့အတွက်ဘုရားရှင်ကိုချီးမွမ်းမှာသူသစ္စာရှိလို့ယနေ့ကျွန်တော်တို့စပြီးသစ္စာရှိနိုင်မှာဖြစ်တယ်အရင်တော့သစ္စာမရှိခဲ့တာတွေသစ္စာဖောက်ခဲ့တာရှိဒီနေ့ဘုရားသခင်ရှေ့မှာနောင်တရတဲ့ဘုရားသခင်ရှေ့မှာဝန်ခံမှာဘုရားသခင်ကနောင်တရလို့ရှိရင်ခွင့်လွတ်တဲ့ဘုရားသခင်ဖြစ်တယ်ဘုရားသခင်ခွင့်မလွတ်နိုင်တဲ့အပြစ်မရှိဘူးအဲ့တော့ဒီနေ့သစ္စာမရှိခဲ့တာရှိရင်အချိန်နဲ့ပတ်သက်လို့မိသားစုနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့တွေးခေါ်စဉ်းစားခြင်းနဲ့ပတ်သက်လို့အသင်းတော်နဲ့ပတ်သက်လို့မိမိအသက်တာနဲ့ပတ်သက်လို့သစ္စာမရှိမှုတွေရှိခဲ့ကဒီနေ့ hallelujah သစ္စာရှိခြင်းရဲ့ quality of faithfulness Lord I pray that the anointing which will give my brothers and sisters breakthrough in terms of hallelujah started to positioning themselves on the ground of faithfulness be upon my brothers and sisters in the mighty name of Jesus Christ hallelujahကျွန်တော်စိတ်ထဲမှာခံစားရတယ်စိတ်ထဲမှာခံစားရတာတက်ကိုဒီမလာခင်နေ့ရက်မှာကျွန်တော်ကားမောင်းရင်းနဲ့ဘုရားရှင်ဖော်ပြတယ်တစ်ချိန်အသက်တာမှာစကားအားဖြင့်
မဖြစ်နိုင်ဘူးအယံညံ့နေအသုံးကိုမချဘူးဒီလိုပြောခံခဲ့ရတယ်အခုတော့အဲ့ဒီဒဏ်ကနေလွတ်ကောင်းလွတ်လိမ့်မယ်ဒါပေမဲ့အဲ့ဒီဒဏ်ရာတွေရှိနေတဲ့သူရှိလာဒီထဲမှာအဲ့ဒီကနေဘုရားရှင်လွတ်ချင်းခွင့်ပေးမယ်ဟာလေလုယာကရပါစနိုင်တကရပါရှင်တိုင်းတကရပါအဲ့ဒီຢာကအသက်တာကိုချုပ်ကင်ထားပြီးတော့မှအဲ့ဒီຢာကသူများမပြောတော့ဘူးငငယ်တော့ကြားခဲ့တာမဲ့ကိုအမြဲတမ်းတစ်ခုဆိုလို့ရှိရင်ငါမလုံနိုင်ဘူးငါမတတ်နိုင်ဘူးငါအသုံးမကျဘူးဒီလိုပဲပြန်ပြီးတော့ကိုယ့်နဲ့ကိုစကားထဲမှာပြန်ပြီးကိုစကားနဲ့ကိုအတွေးနဲ့ကိုပြန်ပြီးဖြစ်နေတဲ့သူရှိလားရှင်လက်ထောင်ပါဒီနေ့လွတ်ချင်းခွင့်အာမင်ဟာလေလုယာကရပါစန်တိုင်းကရပါရှင်တလာ I break the spirit of inconfidence in the mighty name of Jesus Christ hallelujah ဒီနေ့လွတ်ချင်းခွင့်ကိုဘုရားရှင်ပေးပြီးဘုရားသခင်၌တည်ပါ hallelujah တိုးချက်ကနှုတ်ကပတ်တော်ဒေသနာ၌ယေရှုခရစ်တော်၌တည်ဖို့လည်းဒီနေ့ဝန်ခံပြီးပြီးဆုံးဖြတ်ပြီးပြီးဒီအခါမှာလွတ်ချင်းခွင့်ကို hallelujah ကိုကလိုက်ရှာစရာမလိုဘူးဒါကိုလှုပ်တော့ကြောင့်ဒါကတော့တဲ့သူဖြစ်မှာအာမင်ဒီနေ့လွတ်ချင်းခွင့်ကိုဘုရားရှင်ပေးပြီးဘယ်တော့မှမပြောတော့နဲ့ကျွန်တော်မတတ်နိုင်ဘူးကျွန်မမတတ်နိုင်ဘူးယေရှုခရစ်တော်ကိုတောင်ရထားပြီးပြီပဲဟာလေလုယာဘာလကရပါစင်ဒါလကရပါရှင်ဒါလကရပါတီတီကရပါစင်ဒါလကရပါတီတီဟာလေလုယာစိတ်ထဲမှာခံစားနေရသေးတယ်အခုခဏတာဆူတောင်းတဲ့အချိန်မှာနော်ဒီအရှိန်ကြောင့်ဟုတ်တယ်လို့ဖြစ်ပေမဲ့တကယ်တမ်း confidence လို့ခေါ်တယ်နော်ယုံကြည်ခြင်းနဲ့ရှေ့တလန်းထပ်တိုးမယ်ရှေ့တလန်းကိုထပ်တိုးဖို့တွန့်ဆုတ်ဖြစ်နေတယ်ဘာအတွက်လဲတော့မသိဘူးမို့တော်အတွက်ဖြစ်မယ်ဆုံးဖြတ်ချက်ချဖို့ဖြစ်မယ်ရှေ့တလန်းဆက်တိုးဖို့အတွက်တွန့်ဆုတ်ဖြစ်နေတဲ့သူတယောက်ရှိတယ်လေပြန်ပေါ်မှာဒီကိုဆင်းတဲ့အခါမှာမုန်တိုင်းတိုက်နေတဲ့ချိန်မှာနော်ကျွန်တော်ဒီပတင်းပေါက်ကနေကြည့်တဲ့အခါမှာဘုရားရှင်ကျွန်တော်စကားပြောတဲ့အရာရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်အဝေးကလှမ်းကြည့်တဲ့အခါမှာအပြင်ကိုမတွေ့ရဘူးဒါပေမဲ့အနီးကကြည့်လိုက်တဲ့အခါမှာအပြင်ကိုတွေ့ရတယ်ပြီးတဲ့အခါမှာဖြည်းဖြည်းချင်းနဲ့ရောက်သွားတယ်ဒါကြောင့်ရှေ့တလန်းတိုးဖို့လိုတယ်အဲ့ဒီမှာမြင်ရမယ်ကြီးမားစွာမြင်ရမယ့်အရာကစောင့်နေပြီးသားကိုကရှေ့မတိုးနိုင်တော့ကြောင့်ဒါကြောင့်ရှေ့တိုးဖို့အတွက်တွန့်ဆုတ်ဖြစ်နေတဲ့သူရှိတယ်လက်ထောင်ပေးပါဒီနေ့လွတ်ချင်းခွင့်ကိုဘုရားရှင်ပေးမယ်ရှိလားယေရှုတင်တယ်ဟာလေလုယာကိုရောယေရှုတင်တယ်ကိုရောနာမတော်ကောင်းကြီးပေးတယ်ထိုထောင်သောလက်များကိုကိုရောတွေးတယ်ကိုရောကတွေးပြီးတော့မှတနာနိုင်တာမဟုတ်ဘူးကိုရောရှင်ကတတ်နိုင်တဲ့ဘုရားဆွဲခေါ်နိုင်တဲ့ဘုရားကျွန်တော်တို့ရဲ့အနေအထားကိုဆင်းကြွပြီးတော့မှကျွန်တော်တို့နဲ့အတူပြန်၍ဆွဲတင်နိုင်တဲ့ဘုရားဖြစ်ကြောင်းဝန်ခံ၍ယနေ့လက်ထောင်သောသူများကိုယနေ့ကိုရောရှင်ထမ divine confidence godly confidence will be bestowed upon them in the mighty name of Jesus Christ hallelujah thank you Jesus thank you Lord thank you Holy Spirit hallelujah တယောက်နဲ့တယောက်လက်တင်ပြီးတော့ခဏလောက်ကောင်းကြီးပေးပါအဲ့ဒီမှာရပ်နေတဲ့လူတွေတယောက်နဲ့တယောက်လက်တင်ပြီးတော့ကောင်းကြီးပေး confidence ကအဲ့ဒီကနေစတာကိုမထိုက်မတန်သလိုလိုမတတ်နိုင်သလိုလိုနော်ဆရာတွေပဲလက်တင်ရမလို့လို့အခုဒီနေ့ hallelujah ဘုရားရှင်ကခိုင်းနေတယ် hallelujah ကောင်းကြီးပေးကိုရောနာမနဲ့ကောင်းကြီးပေး hallelujah ဘာမှမတတ်နိုင်ဘာမှမပြောနဲ့လက်ဖက်တင်ထားဘုရားရှင်လှုပ်သွားလိုက် mighty name of Jesus Christ si parazil la karapati di karapa sanda la karapa shinda thank you Holy Spirit thank you Lord Lord Jesus tene hallelujah karapa sinda la karapa shinda la hallelujah thank you Lord hallelujahကိုစောတချင်းကဘယ်လိုလဲမြန်မာလိုကျွန်တော်သိမရဒါဒန်ဒါ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 ဒန်ဒါ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 နာနာဒါစာသားရိုင်းဆိုရအောင်နာကျွန်တော်မရအောင်အားလုံးဆိုရအောင် Jesus
ကောင်းမြတ်တော်မူသောထာဝရမြတ်စွာဘုရားဒီနေ့မှာကိုရောနှုတ်ကပတ်တော်ကပြောပါတယ်ကိုရောရဲ့ဒေသနာကိုရောရဲ့နှုတ်ကပတ်တော်မှာဆက်လက်ပြီးတော့တည်ကြည်ဖို့လို့ငါတော်၎င်းဖဖျားဒီနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ကိုလွတ်ချင်းခွင့်ပေးခြင်းတော်၎င်းခရစ်ယာန်ဖဖျားကျွန်တော်တို့ကိုအတိတ်ဖန်ဖော်ပြတော်မူသောကြောင့်ယေရှုတင်ပါတယ်ဒီနေ့မှာလာရောက်ပြီးတော့ကိုရောကိုဆုတောင်းခံတဲ့သူများလာရောက်ပြီးတော့ဆက်ကကြတဲ့သူများဒီနေ့ကနေဒီအချိန်ကနေစပြီးတော့ဖဖျားသူတို့အသက်တာမှာသစ္စာရှိစွာဖြင့်ခရစ်ယာန်ဖရက်တည်ပြီးတော့အဆုံးတိုင်အောင်ခရစ်ယာန်ဖဖျားသစ္စာနဲ့ကိုရောနိုင်ငံတော်ဝင်တဲ့အထိခရစ်ယာန်ဖဖျားအရောက်စီတိုင်းကိုခရစ်ယာန်ပို့ဆောင်ပေးတော်မူပါဘယ်အရာကမှသူတို့ဆုံးဖြတ်တဲ့အရာကိုတားဆီးပြီးတော့မဖြတ်စည်းပေးသေးပါနဲ့ဖဖျားကိုရောကိုပဲအမြဲတမ်းစစ်ကြည့်ပြီးမှဘယ်သူတွေသစ္စာရှိမရှိကိုရောအတွက်အမြဲတမ်းသစ္စာရှိနိုင်ဖို့အတွက်အရောက်စီတိုင်းအသက်တာကိုကိုရောကောင်းချီးပေးတော်မူပါဆုံးရှုံးသွားတဲ့အရာများတစ်ခုစီတိုင်းကိုခရစ်ယာန်ဖဖျားပြန်လည်ပြီးတော့သူတို့ပေါ်မှာတည်ကြည်ရတဲ့ခွင့်ကိုရောပေးတော်မူပါပြန်လည်ရရှိရတဲ့ခွင့်ကိုရောပေးတော်မူပါသူတို့ပေါ်မှာကိုရောပြင်ဆင်ထားတဲ့ပန်းနိုင်တဲ့ခရစ်ယာန်ဖရောက်ရှိနိုင်ဖို့လို့မှာအရောက်စီတိုင်းအသက်တာကိုပို့ဆောင်ပေးပါယေရှုတင်ပါတယ်ယေရှုနာမကိုမြည်ပြုလက်ဆုတောင်းကြပါရရှင်ထာမဆောဖျားအာမင်ဟာလေလုယာကျွန်တော်လက်ခုပ်တီးလဲကျွန်တော်ပြန်ပြီးတော့ထိုင်အောင်နော်